စကိုင်းမှာဘလူးမရောက်နေရဆိုပြီးတော့နာမည်ကြီးနေတဲ့အကြောင်းပြောပြမယ်ပေါ့နော်တတိယကောလာဟာလာတကယ်ဖြစ်နေရလားဆိုတော့ confirm မထားသေးဘူးပေါ့နော်ဒါပေမဲ့ဒီစာတွေပေါ့နော်အခုဒီမှာပါတဲ့အတိုင်းဒီတော်တော်လေးကိုမှနာမည်ကြီးနေတာသူကဖြစ်သွားတာကြတော့အဲ့စကိုင်းအဲ့ဝက်လက်မြို့မှာအဲ့မိသားစုကသူတို့ကစိတ်မွေးတာပေါ့နော်စိတ်မွေးပြီးတော့သူ့ဖေအိမ်မေတွေကအမြဲစိတ်ထွက်သွားပြီးတော့ထွက်ကြောင်းတယ်တဲ့အဲ့ဒီမှာကြံခဲ့တာဆိုတော့3ယောက်ကြံခဲ့တယ်ပေါ့နော်အကြီးမရဲ့အလက်မရဲ့အငယ်ဆုံးမောင်လေးရဲ့အကြီးမအသက်20ကျော်တဲ့အငယ်မကကျတော့အသက်19ကျော်လို့ပြောတယ်အငယ်ဆုံးလေးကကျတော့အဲ့မောင်လေးကကျတော့အသက်2နှစ်ကျော်ပဲရှိရဲတဲ့နေ့ကသူ့မေတွေကဒီစိတ်ကြောင်းသွားတာပေါ့သွားတဲ့ချိန်ကျတော့အဲ့သူ့အကြီးမကိုအငယ်ဆုံးကလေးတွေကိုကြည့်ဖို့ဆိုပြီးတော့ထားခဲ့တာအဲ့ထားခဲ့တဲ့နေ့မှာပေါ့နော်သူတို့အဲ့လိုပေါ့အိမ်ထဲမှာပဲနေကြတာပေါ့ဒါပေမဲ့အကြီးမကစိတ်ချဘက်ကိုထွက်သွားတယ်ထွက်သွားတဲ့အချိန်မှာစိတ်တွေရတယ်အကြီးမစိတ်ချဘက်ကိုထွက်သွားပြီးမကြောက်ဘူးပေါ့နော်စိတ်တွေကအော်လာတာပေါ့အော်တဲ့အချိန်မှာကျတော့ကလေးတော့ငယ်ဆုံး2နှစ်ကလေးလေးကသွားကြည့်တဲ့အချိန်မှာကျတော့ဗောနော်စိတ်တွေကိုအဲ့အမျိုးသမီးကအဲ့ကောင်မလေးကစားနေတာတဲ့ပြီးတော့အဲ့ဒါကိုတွေ့လဲအဲ့ဒါကိုကလေးကတွေ့သွားတာဆိုတော့ကလေးကသူကစားပလိုက်တာတဲ့မအေးတွေပြန်လာတဲ့အချိန်မှာကျတော့အဲ့သူ့ရဲ့မောင်လေးကကျတော့ခြေထောက်လေးပဲကြံတော့တာတဲ့အဲ့တော့သူ့မေတွေကတွေ့တဲ့အချိန်မှာကျတော့ဒါသားသမီးပဲလေနော်သားသမီးပဲဆိုဘာလို့လုပ်ရမှမသိတဲ့ခါကျတော့ခဏချုပ်ထားတာဗောနော်ချုပ်ထားပြီးတော့နောက်ဆုံးကျတော့သူတို့အဲ့ကောင်မလေးကိုဖမ်းမယ်ရဲလက်ထဲအပ်မယ်ဘာညာစီစဉ်တဲ့အချိန်မှာကျတော့အဲ့ကောင်မလေးကထပ်ပြေးသွားတယ်လို့ပြောတယ်ထွက်ပြေးသွားပြီးတော့အခုစကိုင်းမြို့တွေကအဲ့ရွာတရွာပဲအဲ့ဒီကိုရောက်နေတာတဲ့အဲ့ဒီမှာလဲတဲ့ကလေးတယောက်အစားခံလိုက်ရတာမှအစနာတော့မကြံဘူးလို့ပြောတယ်အဲ့တော့စကိုင်းမှာဘလူးမရောက်နေဆိုရဲဇလန်းမတန်အဲ့ဒါလို့ပေါ့နော်ဒါမဲ့လေအဲ့တတိယလေးကြားပြီးချင်းနေတော့အဲ့ဒါလေးဟိုအရင်တော့လည်းအဲ့လိုပဲ2023-24လောက်ကလာမသိအဲ့လိုပဲသတင်းကြားသေးရဲ့လေအဲ့ဖေးရီမေးစိတ်ချောင်းသွားရင်းနဲ့သူ့မောင်လေးကိုသူကချော်ကပ်ပြီးတော့လေချက်ပြီးတော့စော်ကားပလိုက်တယ်ဆိုပြီးတော့လေအဲ့ဒီသတင်းလည်းတက်လာသေးအဲ့ဒါနဲ့အခုနဲ့အတူတူပဲလားမသိဘူးเนาะအဲ့တုန်းကသူတို့အဲ့ဒီကောင်မလေးကိုအဲ့လိုချုပ်ထားပြီးတော့အခုလွတ်သွားတာလားဘလို့လေအဲ့လိုလေတေချာတော့မသိဘူးဒါပေမဲ့အဲ့သတင်းကကြားဘူးသေးတယ်အရင်တော့လည်းအဲ့လိုပဲသူ့မောင်လေးကိုတဲ့အစိမ်းတော့မဟုတ်ဘူးကွာချော်ကပ်ပြီးတော့ချက်ပြီးတော့စော်ကားပလိုက်တာအဲ့လိုမျိုးကြားသေးတယ်အခုကသတင်းတိကျတော့မရှိသေးပါဘူးဒါပေမဲ့အဲ့လိုကောလာဟာလာထွက်ထားတာပေါ့နော်ကောလာဟာလာထွက်ပြီးတော့အခုလောတဲ့အဲ့နာမည်ကြီးနေတာ